စပင်းချွတ်ဆေးတွေထပ်မထိရှင်တော့ဘူးစံသားတွေပစ္စည်းမှာကြောက်နေပြီဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါကစတမာလေးရဲ့စံသားကစပင်းအဖျားမှာ highlight shade နဲ့အလင်း level 9 level လောက်ရှိတဲ့စပင်းကိုပြုလုပ်ထားတာဖြစ်ပါတယ်ဒီလိုစံသားမျိုးတွေလာပြီဆိုရင်တော့တော်တော်များများကအယောင်အလင်းတွေမကြိုက်တော့တဲ့အတွက်အမှောင်ရောင်တွေအုပ်ပစ်လိုက်တာပို့ပြီးတော့များပါတယ်ဒီလိုစပင်းမျိုးတွေလာပြီဆိုရင်တော့ချွတ်ဆေးသုံးစရာမလိုဘဲနဲ့ low light highlight shade လေးကိုပြန်ပြီးတော့လုပ်လို့ရပါတယ်low light highlight shade ဆိုတာကစပင်တွေလုံးဝမပြည့်စည်တော့ဘဲနဲ့ချွတ်ဆေးထပ်ထိစရာမလိုတဲ့ shade အမျိုးအစားမျိုးပဲဖြစ်ပါတယ်စပင်အလင်းတွေဆိုပြီးတော့အယောင်တွေအုပ်လိုက်တယ်ဆိုလို့ရှိရင်လည်းအလင်း level တွေကပြန်ပြီးပေါ်လာတာဖြစ်တဲ့အတွက်အလင်း level အုပ်တာထက်စားလို့ရှိရင်အယောင်ဆန်းဆန်းလေးလည်းဖြစ်ရှင်နေဆိုရင်တော့ low light highlight shade လေးကိုပဲလုပ်ဖို့အကြံဉာဏ်ပေးရှင်ပါတယ် low light highlight shade ကိုဘယ်လိုစံသားမျိုးတွေရွေးချယ်တင်လဲဆိုလို့ရှိရင်တော့ချွတ်ဆေးထပ်မထိရှင်တဲ့သူတွေစပင်ချွတ်ထားတဲ့သူတွေစပင်ကအလင်းကာလာဆိုးပြီးတော့အယောင်တွေပြန်ပြီးတော့မပေါ်ရှင်တဲ့သူမျိုးတွေခေါင်းခဏခဏလျှော်ရင်အောက်ခံအယောင်တွေပြန်ပေါ်လာလို့စိတ်ညစ်ရတဲ့သူမျိုးတွေဆိုရင်တော့စံသားပစ္စည်းမှုနှုံသက်တာတဲ့ low light highlight shade လေးကိုပြန်လုပ်လို့ရပါတယ်အယောင်ငိမ့်တဲ့ shade လေးဖြစ်တဲ့အတွက်လူတော်တော်များများနဲ့ live ဖက်နိုင်ပါတယ်